ကဲဒီကိုအားလုံးပဲမင်္ဂလာပါ The Football Enthusiast ကနေကြိုဆိုလိုက်ပါတယ်အခုပွဲကြိုသုံးသက်ချက်လုပ်ပေးတော့မယ့်ဗီဒီယိုကတော့ Manchester United နဲ့ဘုံမောက်ပွဲစဉ်ဗီဒီယိုပေါ့နော်ဒါပေမဲ့ကျွန်တော်အခုဗီဒီယိုလုပ်ပေးတာတော့တော်တော်လေးတော့နောက်ကျနေပြီလို့ပြောရမယ်ပေါ့နော်ဒါအခုညီကိုတွေဒါရုံးသွားတဲ့ညီကိုတွေပြန်ရောက်လောက်မဲ့အချိန်မှာကျွန်တော်ဒီဗီဒီယိုကိုတင်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ညီကိုတွေအနေနဲ့ဒါ Manchester United နဲ့ဘုံမောက်အသင်းတွေ့ဆုံတဲ့ပွဲစဉ်မှာ Manchester United နိုင်မယ်ထင်လားဘုံမောက်နိုင်မယ်ထင်လားတေးကြမယ်ထင်လားကိုယ့်ရဲ့မြင်တွေကိုကိုမမရေးပေးခဲ့ကြပါပြီးဒီပွဲစဉ်မှာManchester United အသင်းကလည်းဘယ်နှကိုသွင်းမလဲဘုံမောက်အသင်းကဘယ်နှကိုသွင်းမလဲဒါမှမဟုတ်ကိုမရှိသေးရင်လည်းပြီးသွားမယ်ထင်လားကိုယ့်ရဲ့မြင်တွေကိုကိုယ့်မှာရေးပေးခဲ့ကြဖို့ဖြစ်ခေါ်ပါတယ်ကျွန်တော်ကတော့ဒီဗီဒီယိုမှာပုံမှန်အတိုင်းကျေဆက်ပေးနေကြဖြစ်တဲ့ဒီ Manchester United ဘက်ကနေပြီးတော့ပွဲထွက်လာနိုင်တဲ့လူစင်း17ယောက်ကိုခံမှန်းတော့မယ်ပြီးရတဲ့ Manchester United ကစားလာနိုင်မဲ့ကစားပုံတတိယတစ်ခုအနေနဲ့ကတော့နောက်ဆုံးအနေနဲ့Manchester United အသင်းဘက်ကနေပြီးတော့စောင့်ကြည့်တဲ့ကစားသမားဒီလိုမျိုးပုံစံလေးနဲ့ကျွန်တော်ဒီဗီဒီယိုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး Manchester United ဘက်ကနေပြီးတော့ပါနိုင်ကြီးရှိတဲ့ပါနိုင်ပွဲမရှိတဲ့ကစားသမားတွေကိုကျွန်တော်ပြောသွားမယ်အဲ့ဒီမှာအသေးချာဆုံးကတော့ Maguire, De Ligt, Benjamin Sesko ဒီ3ယောက်ကတော့မဖြစ်မနေလွဲပါလိမ့်မယ်တော်တော်ကြီးကိုသူတို့ကတော့ဒဏ်ရာနေထားရရှိတယ်Benjamin Sesko အနေနဲ့လည်းဒီ Spurs ရဲ့ပွဲရခဲ့တဲ့ဒဏ်ရာကလည်းပြန်လဲတက်တာလာတဲ့အနေထားရှိရဆိုမှအစာအစိတ်တင်သွားတယ်ပေါ့နော်ရှစ်တစ်ပတ်ကဒီဝူဘာနဲ့ပွဲစဉ်မတိုင်ခင်မှာအစာအစိတ်တင်သွားဖြစ်တဲ့ကြောင့်မလို့သူကအခုလိုမျိုးထပ်ပြီးတော့လွဲချော်မဲ့နေတာရှိရပြီးရင်တော့ဒါ Afcon သွားမဲ့ Manchester United ရဲ့ညာချမ်းတောက်လျှောက်ညာချမ်းတစ်ချမ်းလုံးအနေထားကတော့မသေးကြဘူးဆိုတဲ့သတင်းတက်လာတဲ့သူတွေလဲဆိုတော့ Amad Diallo, Brian Mbeumo, Noni Mazraoui ပါဆိုတော့ဒီကစားသမား3ယောက်လုံးက Afcon သွား join ရမယ်ကျွန်တော်နောက်ဆုံးကြားထားရတာက home တော့မသိဘူးManchester United ဘက်က Mbeumo ကိုဒီဘုံမောင်းနဲ့အသင်းပွဲစဉ်ပြီးတော့မှဒီနိုင်ငံအသင်းနဲ့ပွဲစဉ်ကို join ဖို့အတွက်join ဖို့အတွက်ကိုဒါတောင်းဆိုထားတယ်ပေါ့နော်နိုင်ငံအသင်းနဲ့သွားညှိထားတယ်ဆိုတဲ့သတင်းတော့ကြားရတယ်ဒါပေမဲ့အဲ့ဒါကတကယ်လားအမှန်ကန်လားဟိုအကြံဖန်လားဆိုတာကတော့ဒီအခုဘောလုံးပွဲမစခင်တနာရလို့ line နဲ့ထွက်တော့မှပဲကျွန်တော်သိရမှာပေါ့နော်ဆိုတော့အရင်ဆုံး Manchester United ဘက်ကနေပြီးတော့ထွက်လာတဲ့လူတွေကိုကျွန်တော်ခံမှန်းရမယ်ဆိုကိုသမားကတော့ Sané Lemans ပဲထွက်လာမယ်နောက်တန်း3ယောက်ကတော့ CCB မှာ Eden Hazard ပဲထွက်လာမယ်ပြီးရင်တော့ဒါ Lucio ကတော့ဘယ်ကျမှဆက်ပါလာမယ်တင်တယ်Lisandro Martinez က LCB နေရာကစားလို့ရရဆိုမဲ့ Lisandro Martinez ကိုဒီနီးပြ Ruben Amorim ကရဲစွန်ပြီး3000မှာမဟုတ်ဘဲနဲ့သူ့ကိုပွဲချိန်မိနစ်တွေကို60ဒီဒုတိယပိုင်းအပြည့်ပေးတာတို့အဲ့လိုမျိုးတွေနဲ့စပြီးတော့သုံးလာမှထင်တယ်ညာချမ်းခံစစ် RCB နေရာကစားဖို့ဒီကစားဖို့နေရာလေးကတော့နည်းနည်းလေးတော့ခက်ခဲရှိမယ်ကျွန်တော်ကတော့ပြောရရင် Mazraoui မပါနိုင်လို့ရှိရင်တော့ဥစား Lenny Euro ပဲပေါ်ထလာမယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ကြောက်တာ left wing back right wing back မှာတော့အာမမပါဘူးဆိုရင်တော့ဒါတော့ထွက်လာမယ် left wing back မှာတော့ဟိုဒေါကူပဲထွက်လာမယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ကွင်းလန်တယောက်ကတော့ပြောင်းလဲမှုမရှိဘူး Bruno Fernandes နဲ့ Casemiro ပဲထွက်လာမယ် Kobe Mainoo နဲ့ပတ်သက်ပြီး England media တွေကတောက်လျှောက်ကိုဟိုဖျားဒီနီးပြ Ruben Amorim ကိုဖျားပေးပြီးတော့မေးနေကြဆိုမှနီးပြ Ruben Amorim ကဒါ Kobe Mainoo ကိုမိနစ်လုံးဝပေးခြင်းတဲ့ပုံစံမရှိပါဘူးအရှေ့တန်း3ယောက်ကတော့ဒါကုညာကစားနိုင်မယ်ကုညာ Mbeumo ကတော့ Mbeumo ကျွန်တော်ထည့်တွက်လိုက်မယ်ဗျာကုညာရဲ့ Mbeumo ရဲ့ Mason Mount ရဲ့ဒီ3ယောက်ကတော့ Manchester United အရှေ့တန်းမှာအကောင်းဆုံးနေကြရှိတယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ဒါ Mbeumo မပါဘူးဆိုရင်တော့ကုညာရဲ့ Mason Mount ရဲ့ဒီ Zaxi ရဲ့ဒီ3ယောက်ကပဲ Manchester United တိုက်စစ်ကိုဥဆောင်သွားမယ်ထင်တယ်ဗျ Manchester United ကဒီနေ့ပွဲမှာဘုံမောက်က Manchester United ကို2နှစ်ကြောင်းလုံးတွေ့ရ2ကြောင်းလုံးကိုအနိုင်ရရှိထားတဲ့အသင်းဒီအသင်းကိုတော့ Manchester United အသင်းလုံးဝ short တော့လို့မရဘူးအခုကတော့လေကြီးနဲ့ပြောတာတခုရှိတယ်ဒီနီးပြ Ruben Amorim လေကြီးနဲ့ပြောတာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ကအခုလိုမျိုး Afcon မှာကစားသမားတွေလက်လွှတ်ရမယ့်အနေထားရှိတယ်အဲ့လိုမျိုးလက်လွှတ်ရမယ့်အနေထားကြုံတွေ့လာလို့ရှိရင်ကျွန်တော်ပြင်ဆင်ထားရရှိရပါတော့အဲ့ဒါကတော့ကစားကွက်တွေပြောင်းလဲမယ်ဆိုပြီး तू ကတော့ပြောနေရရှိတယ်ဒါပေမဲ့ तू ကဘယ်လောက်ပဲကစားကွက်ပြောင်းပါစေဟိုဘယ်လောက်ပဲတစ်ဖက်အသင်းကတယောက်ရောနေပါစေနောက်တန်းအောင်9ယောက်တွေပိတ်ကစားတတ်တဲ့အကျင့်ကတော့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့တော့မှကျွန်တော်ကပြောရဲတယ်တကယ်ဒီဘဲကပြောရရင်တော်တော်ကြောက်တယ်ပေါ့နော်တစ်ဖက်အသင်းအောင်အဲ့လောက်ထိကိုတယောက်ရောအသင်းကိုအဲ့လောက်ထိကြောက်နေရကြီးကတော့တကယ်မဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်တော့ရဲတင်းမကစားရဲဒီတယောက်ရောအသင်းကိုတော့ Everton နဲ့ပေါ့အဓိကတော့ Everton နဲ့ကစားခဲ့တော့ပွဲစဉ်မှာသူတော်တော်အခြေအနေဆိုးခဲ့တာအခုလိုမျိုးဘုံမောက်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဘုံမောက်ကိုအိမ်ဝင်းမှာလက်ဖက်ရှစ်ပြန်ကစားတာမှာဘုံမောက်ကနီးပြ Ariola ကိုလည်းသူကလည်းဒီအမိုရင်ကလည်းချီးကျူးထားတယ်ဒါမဲ့လည်းဗျဘုံမောက်ကို Manchester United နိုင်ဖို့ဆိုတာဒါအခက်ခဲတယ်ဘုံမောက်ကလည်း Manchester United ရဲ့ဒီဥစားဖြတ်မြင့်အသင်းပေါ့နော်ဒုက္ခပေးတဲ့အသင်းလို့တော့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အဲ့လိုဒုက္ခပေးတဲ့အသင်းကဆက်ပြီးဒုက္ခပေးနေအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဘယ်လောက်ပဲဘုံမောက်ကအရင်ခြေသွားမကောင်းနေမပြတာထားလို့ဆိုပါစေ Manchester United နဲ့တွေ့ရင်တော့
အတင်းနဲ့များတော့ဒုက္ခပေးအောင်မယ်ထင်တယ်ပြီးတော့အဓိကထားပြီးစောင့်ကြည့်ရမယ်ကစားသမားတော့စီမန်ညိုပေါ့စီမန်ညိုကတော့ဒါဘုံမောက်အသင်းရဲ့အဓိကကစားသမားလေးဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုတော်တော်လေးဒုက္ခပေးလာနိုင်တဲ့ကစားသမားဆိုလည်းမမှားဘူးပေါ့နော်အပြင်မနစ်ကဆိုဘုံမောက်ကိုဒါမန်ချက်စတာယူနိုက်တက်အသင်းကကစားခဲ့တဲ့ပုံစံမှာဘုံမောက်လိုမျိုးဆက်ပြီးကနေပြီးတော့ပုံဂိုးတွေအများကြီးသွင်းလို့မရှိတဲ့အသင်းကဆက်ပြီးကနေဂိုးတွေရသွားတဲ့ပုံစံတွေကမန်ချက်စတာယူနိုက်တက်ရဲ့ဒီနောက်တန်းကဒါတော်တော်လေးကိုညံ့ဖျင်းခဲ့တာပေါ့နော်မနစ်ကဆိုတော့အဲ့လိုပုံစံတွေဒီနှစ်မှာဖြစ်လာမလားတော့ကျွန်တော်လည်းစိုးရိမ်နေပေါ့နော်အခုကမန်ချက်စတာယူနိုက်တက်အသင်းက1-4-1နဲ့ဆိုမဲ့စိတ်ချလို့မရသေးတဲ့ကစားကွက်ကစားဟန်နေနဲ့ရှိနေသေးရပေါ့နော်တစ်ဖက်ဒီအသင်းကြီးတွေကဒီစပါတော့ရှုံးသွားတယ်ပေါ့နော်တချို့အသင်းတွေကတော့ Chelsea တို့ Liverpool တို့ City တို့ Arsenal တို့ဒီလိုအသင်းတွေအတီးတီးအနိုင်ရထားတဲ့အချိန်မှာ Manchester United အသင်းကအနိုင်မရလို့ရှိရင်တော့တော်တော်လေးခြေနေဆိုးသွားနိုင်တယ်အဲ့ဒါကြောင့်မို့လို့ Manchester United အသင်းတွေနိုင်ရရှိအောင်ဆွမ်းဆောင်တင်တယ်Manchester United အသင်းကစားလာနေတဲ့ကစားပွဲကိုကျွန်တော်ဆွေးနွေးကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ကမန်ချက်ယူနိုက်တက်အသင်းကညာချမ်းကတားတွေကိုအာမတ်နဲ့ဘရိုင်ယန်အမ်ပွေမို2ယောက်ရဲ့ဒီတိုက်စစ်အားကိုအဓိကထားအားကိုးနေရတဲ့အချိန်မှာသူတို့2ယောက်လုံးမပါနိုင်ခဲ့သည်ရှိတော့မန်ချက်ယူနိုက်တက်အသင်းကတော့တော်တော်လေးဒီတိုက်စစ်မှာတော်တော်လေးအားနည်းသွားမယ်မနစ်ကပုံစံတွေတော့ဖြစ်လာနိုင်မလားတော့ကျွန်တော်စိုးရိမ်မိတယ်ဗျမနစ်ကဆိုမန်ချက်ယူနိုက်တက်အသင်းကအဲ့လိုဘရိုင်ယန်အမ်ပွေမိုလိုမျိုးကစားသမားမျိုးမရှိတဲ့အချိန်မှာမန်ချက်ယူနိုက်တက်အသင်းရဲ့ဒီတိုက်စစ်ကစားဟန်တွေခန်းစစ်ကစားပုံတွေကတော်တော်လေးညံ့ဖျင်းခဲ့တဲ့အတွက်ကြောင့်မလို့အဆင့်15ဆိုတဲ့ရာသီစကောမှာအဲ့လိုမျိုးအဆင့်15နေရာရောက်ပြီးပိတ်သိမ်းခဲ့ရတာဆိုတော့အဲ့လိုပုံစံမျိုးခြေစွမ်းတွေများပြန်ပြီးတော့တွေ့မြင်ရမလားပေါ့တော်တော်စိုးရိမ်မိပါတယ်တော့ရင်ညာချမ်းကိုလည်းအရင်ဥတည်ရမှာမဟုတ်ဘဲနဲ့ဘယ်ချမ်းကိုလည်းဥတည်ပြန်တော့လဲဘယ်ချမ်းမှာဆိုလို့ရှိရင်ကုညာကိုဘယ်ချမ်းထားလိုက်မယ်ဗျာဘယ်ချမ်းမှာကုညာနဲ့ဟိုတစ်ဖက်ကဒေါ်ကူနဲ့တွဲကစားတာဒေါ်ကူနဲ့ကုညာနဲ့ကလည်းအရင်ကြီးအတွဲဖက်မိသေးတဲ့နေရာမျိုးရှိရလို့ကျွန်တော်ကတော့မထင်မိဘူးဗျဒီလိုပေါ့အခြေအနေမျိုးမှာတကယ်လို့ဒါဘုံမောင်းတဲ့ပွဲစဉ်မှာကုညာနဲ့တစ်ဖက်ကဒေါ်ကူနဲ့2ယောက်ကအခြေသမမိကစားနိုင်ခဲ့မယ်ဆိုရင်တော့ကျင်းနေပါတယ်ဒီပွဲစဉ်ကမန်ချက်စတာယူနိုက်တက်အသင်းကဘုံမောက်ကိုတော်တော်လေးဒုက္ခပေးပြီးတော့အနိုင်ရရှိအောင်ဆွမ်းဆောင်သွားနိုင်တယ်ပေါ့နော်မန်ချက်စတာယူနိုက်တက်အသင်းအိမ်ခွင်းမှာနိုင်ပွဲပြောင်းနေတယ်ပေါ့နော်အဲ့လိုဆိုတော့အိမ်ခွင်းမှာနိုင်ပွဲပြန်ရှာဖို့အတွက်ဒီပွဲစဉ်ကမဖြစ်မနေအနိုင်ရရှိဖို့လိုအပ်ပါတယ်3-4-3 ပုံစံနဲ့3-4-1 3-4-2-1ပေါ့နော်ဒီလိုပုံစံတွေနဲ့ကစားလာတဲ့နေရာမှာအဓိကကစားသမားအနေနဲ့ဖြစ်လာမှာတော့မေဆင်မောက်လို့ထင်တယ်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာအဓိကထားစောင့်ကြည့်နေတာတော့မေဆင်မောက်ပါနောက်ဆုံး၄ပွဲကစားပြီး3ဂိုးသွင်းထားတဲ့ကစားသမားဖြစ်တဲ့မေဆင်မောက်ဒီနေ့ပွဲမှာလည်းကျွန်တော်မျှော်လင့်မိရဗျသူဘာတွေများလုပ်ပြမလဲပေါ့အခုကဘရိုင်ယန်အမ်ပွေမိုတို့အာမတ်တိုမစရာဝီတို့မရှိဘူးဆိုရင်တော့သူ့ကိုညာချမ်းမှာထားပြီးတော့ဇန်နဝါရီနဲ့ညာချမ်းမှာတက်ပို့ပြီးတော့လုပ်ပြနိုင်ဖို့တော့ကျွန်တော်တကယ်မျှော်လင့်တယ်သူကတော့ညာချမ်းကသူ့ရဲ့အဓိကအားသာချက်ပုံပေါ့နော်သူကတော့ဒီနေရိုနံပါတ်10ဘယ်ချမ်းကဒါမေဆီမောရဲ့အဓိကအားထားတဲ့နေရာဖြစ်တယ်ဆိုပေမဲ့လည်းနည်းနည်းလေးတော့စောင့်ကြည့်အောင်ပေါ့ပြီးရင်တော့မဟုတ်လို့ရှိရင်လည်းဗျာတကယ်လို့မေဆီမောမသုံးချင်ဆိုရင်တော့ဘရူနိုကိုနေရိုနံပါတ်10ညာချမ်းကိုထားပြီးတော့မှကက်ဆီမီရိုနဲ့မိန်နူးနဲ့2ယောက်ဒဘယ်ပစ်ဖော့ထားလာတာလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့အမိုရီယာတော့မသုံးပါဘူးအမိုရီယာအဲ့Bruno Central Midfield ထားတာဒါကိုပျော်ရွှင်နေရကောင်ပါဆိုတော့ကျွန်တော်ကတော့နီးပြနဲ့ပတ်သက်ပြီးတော့တော်အားအောင်ကျင်းနေမှုမရှိဘူးကစားသမားတွေနဲ့ပတ်သက်ပြီးလည်းအားကျင်းနေမှုမရှိဘူးဒါပေမဲ့ဒီနေ့ပွဲကတော့မဖြစ်မနေနိုင်ရတဲ့ပွဲတကယ်လို့ဒါ Manchester United အနိုင်မရလို့ရှိရင်အခြေအနေကတော့ကောင်းမှာတော့မဟုတ်ဘူး Manchester United အနိုင်ရမှာပဲအခြေအနေကောင်းမှာပဲဘယ်လောက်ပဲဒါ Afcon လူတွေလွှတ်ရပါသည်ဆိုသိတိုင်အောင်ဒါနီးပြအနေနဲ့ကစားသမား management တွေကိုတေချာလုပ်ပြီးတော့ပွဲစဉ်ပွဲကိုတေချာချင်းကပ်ပြီးအနာရရှိအောင်လုပ်တာကနီးပြတယောက်ရဲ့အရေးသွေးဖြစ်ပါတယ်ဆိုတော့နီးပြတယောက်ကအရေးသွေးမရှိဘူးဆိုရင် Manchester United ကိုနီးပြတဲ့အရေးချင်းမရှိဘူးလို့ကျွန်တော်ကတော့သတ်မှတ်ရှင်းပါတယ်ဆိုတော့ညီကိုတွေနဲ့ဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ဒီနေ့ပွဲမှာ Manchester United ကိုနိုင်စေချင်တယ်ဆိုပေမဲ့နိုင်ဖို့တော့ကတော့အနေနဲ့ခက်ခဲမယ်ဘာဖြစ်ဗျာဒီနေ့ပွဲကတော့ Manchester United ကိုကွက်လက်လို့ပဲကျွန်တော်ပြောချင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ညီကိုပရိသတ်တွေအားလုံးကျေးဇူးများတင်ပါတယ်ဗျ